နိုင်မှာနှွဲပြောယုံမှန်ဝိစာပွဲတော်ယုံမှန်ဝိစာပွဲတော်Listenနိုင်မှာနှွဲပြောဒုပတ်တန်ဦးစီတန်မြိုင်ဆိုင်မှုလို့တော့ပြောကမင်းချောင်းစီမောင်ဒီလိုလူတွေနော်မင်္ဂလာတွေပြေးသွားတဲ့လူတော်မင်္ဂလာဒီပြောင်းများနဲ့တို့လူမင်္ဂလာတကယ်စကားလိုက်တဲ့လူတော်မင်္ဂလာဆွေမတို့ရဲ့လူတော်မင်္ဂလာမစ္စနိုင်မှာလွယ်ပြောယုံမှန်ဝိစာပွဲတော်ယုံမှန်ဝိစာပွဲတော်မစ္စနိုင်မှာလွယ်ပြောဒုပတ်တန်ဦးစိတ်နဲ့မြိုင်ဆိုင်မှုလို့တော့ပြောသမီးချောင်းစီမောင်ဒီလိုလူပြီးတော့တလေးလူပွဲထူးမြတ်တော်ဘုကဲနိဗ္ဗာန်ကိုညီမမျောအယုံလဲမြတ်မရွေကျွေးမွေလူတန်းလို့ပြောစေနာပန်းများလန်းလို့နော်လူနေပြီနော်ဟေးလူနေပြီနော်တိုင်းဆိုင်မပေါ်တဲ့နိုင်ငံကျော်လူတော်ပီတိလွမ်းချုံရွှေမိုးဝင်မိုးရွာလို့ပြောစီဒံမျိုးတံမင်္ဂလာရှိတဲ့တန်တရားတရားထူခဲ့တဲ့ကြီးမြတ်တဲ့လူတော်အတန်ဘဝမိုးတို့ထညံနိဗ္ဗာန်စီပြည့်လွယ်မဲ့အတန်စေတနာတွေအမှန်ယတနာမိုးကြီးသုံးပြနေပြန်ဒါနကုသိုလ်ပြုတဲ့အလူတော်ပွဲချိန်ချိန်မစဲတဲ့